အားလုံးနားပါတယ်ဒီနေ့ရှင်များပေါ့နော်ရှင်တို့ခါလေးပေါ့နော်ချစ်တူလေးရောင်းပြပါမယ်ရှင်ရှင်တူလိုက်တော့မှဒါအဲ့ဒါလေးဝေ့ထားတာပေါ့နော်အဲ့ဒါလေးကိုချုပ်ဝေ့ထားတာပါရှင်နော်အဲ့ဒါဒီချစ်တူလေးတွေရောင်းပြပါမယ်ရှင်ဒီမှာပေါ့နော်အရောင်လေးစုံလာယူပေးပါရှင်ဒီလေးအရင်စားပြပါမယ်နော်ဒီမှာအနဲ့ရောင်လေးပါနော်အနဲ့ရောင်လေးဆိုပဲဒီမှာအမိတ်ကတော့ရောင်စုံလေးကောက်ပေးထားအရန်လာတယ်ရှင်အပြင်မှာ6000ကျော်လောက်ပေါက်တယ်ဒီလိုချစ်တူလေးပေါ့နော်အပြင်မှာ6000ကျော်လောက်ပေါက်တယ်ဒီလိုမျိုးချစ်တူလေးကိုရှင်များတစုံကို4000ခွဲနဲ့ပေးပါမယ်လက်ကာစီတိတက်ရှိပါတယ်တစုံ4000ခွဲမဟုတ်ဒီဗီဒီယိုထဲမှာရှင်ချစ်စင်းနဲ့ပေးမယ်4300နဲ့နော်တစုံကို4300မှာရှင်9စုံ3စုံယူမယ်ဆိုရှင်4300ကိုမန်တော်ဒါပဲရှိရဆိုတော့4300ကိုဒါ305ဆိုယူရင်ထက်လျှော့ပေးမယ်နော်ရှော့ပေးလိုက်မယ်နော်ဒါလေးကိုရင်တော့အရင်စေးတန်းပြန်ပြင်မယ်နော်အရင်စေးတန်းပြန်ပြင်မယ်4300နဲ့ရပါမယ်ရှင်နှစ်တရာချီပေါချီပါဒီလို bling bling ပါတယ်နော်ရောစစ်တူဝေးလေးတွေပါရှင်ဒီမှာနော်ဒါလေးဆိုလဲဥဖက်ဥနုနဲ့အရန်ကိုလာတော့ဒီမှာနော်အရန်ကိုလာတော့ဒီမှာပါရှင်နော်အရန်လာတော့နော်ရှင်တွေကကာလာကိုဒါအဲ့ဒါပါတဲ့ဟာကာလာတိုက်တဲ့ရောင်ကိုရွေးဝတ်တာပေါ့နော်အဲ့ဒါပါတဲ့အထည်ကိုရှင်တွေကလိုက်တာပါရှင်နော်ဒါလေးတွေကိုရှင်ပုံမှန်4000ဝဲရောက်နေပေါ့နော်ဒီမှာနော်4300နဲ့ရပါမယ်ရှင်ဒီမှာနော်ဒီခရမ်းလေးဆိုလဲအရန်ကိုလာတော့ပါရှင်နော်အရန်ကိုလာတော့ဒီမှာဖောင်လေးရိုးရဖောင်နဲ့နော်ရိုးရဖောင်နဲ့ဆိုရင်မြစ်ကြီးနာခက်ပေါ့နော်ဒီမှာပါရှင်နှစ်တရာချီပေါချီပေါလေးတွေနှစ်တရာချီခက်ကလေးတွေပါရှင်နော်ဒါလေးတွေကတကယ်နှစ်တရာချီကက်လေးပါရှင်နော်ရှင်ဆိုဒါကော်ဘိတ်ခန့်ချုပ်တာနော်ကော်ဘိတ်မခန့်မဲ့ချုပ်ရင်တော့နည်းနည်းပဲပြောမယ်ကော်ဘိတ်ခန့်ချုပ်တော့ပို့ပြီးတော့တောင်းတောင်းလေးနေရပါတော့ကော်ဘိတ်ကလေးအဲ့လိုအရန်ကိုလာတော့ရှင်ကဒါအခုဝတ်ထားတဲ့ကာလာကိုနဲ့လည်းမလိုက်ဘူးတည်တယ်ဒါပေမဲ့လို့ကိုကအဲ့ဒါကိုပဲချုပ်ပြရတာဆိုတော့လေနော်ကြိုက်တဲ့ကာလာကိုရွေးချုပ်ထားတာမဟုတ်ဘူးပေါ့အဲ့ဒါအဲ့မလာနေလေပြီးခံကြည့်ပြီနော်ဒါရှင်ကကြိုက်တဲ့ကာလာကိုရွေးချုပ်ထားတာမဟုတ်ဘူးအထက်ရောင်းနေညီမလေးကသူကဆက်လဲချုပ်တယ်လေအဲ့ဒါသူကအဲ့ဒါလေးပါတယ်မမရဲတဲ့ short ပေးရဆို short တော့ပေးအဲ့ဒါတိတ်မကြိုက်ဘူးပေါ့နော်အဲ့ကြောင့်ဒါရှင်ကအဲ့ဒါလေးချုပ်ထားတာပါရှင်နော်ဆိုချင်တယ်ဆိုဒီမှာအရန်ကိုလာတော့4300နော်အပြင်မှာတကယ်6000ကျော်လောက်ရောင်းနေ6000ခွဲလောက်ရောင်းနေဒီလိုချစ်သူတွေနှစ်တရာချီပေါ်ချီပေါဒီလိုဝန်ဆက်ပြီးပါရှင်နော်ဒါအသားနာရှယ်ကောင်းနေပါရှင်အသားနာရှယ်တွေပေါ့နော်ရှင်က9စုံ35စုံယူနေဆိုရင်ထပ်ပြီးတော့ရှုပ်ပြီးပါနော်အရန်လာတော့ဒီလိုမျိုးချစ်သူတွေလေးတွေပါရှင်တစ်ထည့်ချင်းပြန်ပြန်နော်ဒါလေးဆိုမှုဖက်ဦးအဲ့လိုအရန်ကိုလာရွှေစင်းကလေဒီရောင်ကလေကြိုက်တဲ့ကာလာကိုရွေးလိုက်ရတာမဟုတ်ဘူးလားကြိုက်တဲ့ကာလာကိုရွေးချုပ်ရတာမဟုတ်ဘူးအဲ့ဒါပါတဲ့အတွက်သူများမကြိုက်ဘူးပေါ့နော်အဲ့မှာကိုယ့်ရဲ့ကချင်တယ်လေးတွေအားပေးတဲ့ညီမလေးကလည်းဆက်လေးချုပ်တော့ဒီအဲ့လိုလေးချုပ်ဖြစ်သွားနော်ဒီမှာနော်အရန်ကိုလာတော့ပါရှင်လိုချင်တယ်ဆိုရင်ဒါလေးကိုရင်4000ဝက်ဖြစ်ပြီးတော့အပြင်မှာ6000ကျော်လောက်ပေါက်တော့ဒီဇင်းတွေကရွှေစစ်စီပါပဲရမယ်အဲ့ရောက်ငွေချေရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါ